Hello အားလုံးပဲမင်္ဂလာပါခုရှင်းပါစီဒီ YouTube channel နေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီရက်ထုတ်ပြပေးသွားမှာကတော့တိုင်လက်ထူလေးကိုထုတ်ပြပေးမှာဖြစ်ပါတယ်တိုင်လက်ထူဖို့အတွက်အရင်ဦးဆုံးဖုမေးလေးကိုအရင်စထူပါမယ်နော်ဖုမေးလေး12ခါထူပါမယ်ဒီငင်းတော့ဒီငါချောင်းခေါင်းရှိကိုစတိစနေဖုမေးလေး12ခါရသွားပြီဆိုရင်တိုင်လက်စထူပါမယ်တိုင်လက်စထူဖို့အတွက်အရင်ဆုံးရှူအရင်ပတ်မယ်နော်ရှူအောက်ကနေတစ်ပတ်ပတ်မယ်ဒီလိုလေးအဲ့လိုဒီလိုလေးထားရှူအောက်ကနေပတ်မယ်ပတ်ပြီးလို့ရှိရင်ဖုမေးရဲ့တစ်ပေါက်နှစ်ပေါက်သုံးပေါက်မြောက်မှာဖုမေးရဲ့တစ်ချမ်းတော့ဒီမှာတစ်ချမ်းဒီတစ်ချမ်းကိုထိုးယူမယ်ဖုမေးလေးယူမယ်အောက်ကနေပြန်ပတ်မယ်ဆွဲထုတ်မယ်ဒီနားမှာအပေါ်မှာရှီလေးပိန်ရှိရနော်လေးပိန်စလုံးတစ်ခါလေးဆွဲထုတ်လေးပိန်မတော့ပဲ sorry တော့ပဲပြမယ်အကိုရှီဦးဒီလိုပတ်မယ်နောက်တစ်ပေါက်မှာဘေးကပေါက်မှာထိုးမယ်ပြီးရှီဦးအောက်ကနေပတ်ပြီးတော့ရှီဦးဆွဲထုတ်မယ်ဆွဲထုတ်ပြီး3ပိန်ရှိရဲအဲ့ဒါကို3ပိန်စလုံးရှီဦးဆွဲထုတ်မယ်ဒါကြတော့တိုင်လက်ထူနီလို့ခေါ်တယ်ပြန်ပြောမယ်နော်ဒီမှာတစ်ပတ်အရင်ပတ်မယ်အောက်ကနေနောက်ပြီးတစ်ပေါက်ထူမယ်ရှီဦးဆွဲထုတ်မယ်3ပေါက်စလုံးရှီဦးဆွဲထုတ်မယ်တိုင်တူနဲ့ဒီနားမှာတစ်ဆင့်ပဲကွာနော်ဒီမှာသူကဒီနားမှာတစ်ဆင့်ပဲပူပါတယ်ဒီလိုအိတ်တင်လာမယ်ရှီဆွဲယူမယ်အောက်ကနေပတ်မယ်ဆွဲထုတ်မယ်3ပိန်စလုံးဆွဲယူမယ်โอเคပြမယ်ဒါကြတော့တိုင်လက်ထူနီလို့ခေါ်ပါတယ်ရှီအရင်ပတ်မယ်ဆွဲမယ်ယူမယ်ဆွဲမယ်ပိန်စလုံးဆွဲထုတ်မယ်နောက်တစ်ခါပတ်မယ်ရှီကိုနောက်တစ်ပေါက်ဆွဲယူမယ်ပိန်စလုံးဆွဲထုတ်မယ်3ပိန်ဆွဲထုတ်ဒါကြတော့ဒီလိုပုံစံဖြစ်နော်နောက်ဆုံးတစ်ပေါက်မှာအပေါ်မှာလည်းဖုမေးပုံစံလိုဖြစ်ရပါမယ်နှစ်ချမ်းရှိရပါမယ်ဒီလိုလေးဖြစ်ရပါမယ်နော်တိုင်လက်ထူနီကဒီလိုလေးပါသူကကြတော့တိုင်တူနဲ့ဆင်ပါတယ်ဒီနားမှာတစ်ချက်ပဲပူပါတယ်တိုင်တူထူတဲ့ရင်တိုင်လက်ကလွယ်လေးပါနော်โอเคဒီဗီဒီယိုမှာကကြတော့တိုင်လက်ထူနီကိုသူပြပေးရမှာဖြစ်ပါတယ်နောက်ဗီဒီယိုမှာတိုင်ရှည်ထူနီကိုသူပြပေးမှာဖြစ်လို့ channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့နဲ့နော်အားလုံးအဆင်ပြေကြပါစေ